အားလုံးပဲမင်္ဂလာပါရှင်။ Mia's Sport Farming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဝင်ပြပေးချင်တာလေးကတော့အိမ်မှာပိတ်ဆက်ဆက်ကလေးပဲတုပ်လေးတုပ်စားတာအရင်စားလို့ကောင်းလို့ပိတ်ဆက်ဆက်ကလေးပဲတုပ်နည်းလေးကိုပြန်လည်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပိတ်ဆက်ဆက်ကလေးပဲတုပ်လေးရဖို့အတွက်ပေါဝင်ပစ္စည်းတွေအနေနဲ့ကတော့ကလေးပဲလုံးလိုပါမယ်။နောက်ကြာစံအနေငယ်လိုပါမယ်။နောက်အာလူအနေငယ်စစ်သွန်နီးစစ်သွန်ဖြူပပလေးထားရပါမယ်။နောက်ပူစီနဲ့လိုပါမယ်။ပိတ်ဆက်ဆန်ကလေးပဲတုပ်လေးရဖို့အတွက်ကလေးပဲတွေကိုတော့ညကလေးကရေးစိမ်ထားပေးဖို့လိုပါမယ်နော်ရေးစိမ်ထားတဲ့ကလေးပဲတွေကိုမနေ့ရောက်တဲ့အခါမှာတော့ကလေးပဲတုပ်လေးရဖို့အတွက်ပုတ်ပတ်စုရဲ့ရေဦးထဲမှာထည့်ပြီးတော့မှပြုတ်ပါမယ်နောက်ကလေးပဲတုပ်လေးရဖို့အတွက်အာလူးလေးကိုပါထည့်ပြုတ်ထားပေးဖို့လိုပါမယ်နော်အဲ့တော့ပြုတ်ထားပြီးတာနူးသွားပြီဆိုလို့ရှိရင်တော့ကလေးပဲတုပ်လေးစတင်တုပ်ပါတော့မယ်ကလေးပဲတုပ်လေးရဖို့အတွက်ပထမဦးဆုံးအိုးထဲကိုစီထည့်ပါမယ်စီပူလာမှာကတက်တူဖြူလေးထည့်ပြီးတော့မှစီတက်ပါမယ်စီတက်လေးမွေးလာပြီဆိုရင်တော့တက်တူနီးပပလေးထားတာလေးတွေထည့်ပြီးတော့မှမွေးပေးပါမယ်တအောင်ကြတဲ့အခါမှာတော့ပြုတ်ထားတဲ့ကလေးပဲလေးကိုထည့်ပြီးတော့မှမွေးပေးပါမယ်တက်တူနေတဲ့ကလေးပဲတွေနှက်ဆောင်မွေးပြီးတော့ပြီဆိုလို့ရှိရင်တော့အရသာအတွက်စားဟင်းခမုန်းထည့်ပြီးတော့မှပြန်လည်မွေးပေးပါမယ်နောက်ရေအနေငယ်ထည့်ပြီးတော့မှမွေးပေးပါမယ်လဲလေးတွေနူးဤသွားပြီဆိုလို့ရှိရင်တော့မီးပိတ်ပြီးတော့ကလေးပဲလေးဆက်တုပ်ပါတော့မယ်နောက်အာလူးပြုတ်ထားတာပပလေးထားတာလေးတွေကိုလည်းထည့်ပေးပါမယ်နောက်ကြာစံထည့်ပါမယ်နောက်စစ်တူနီးပပလေးထားတာလေးတွေထည့်ပေးပါမယ်နော်နောက်ပူစီနဲ့ရေစီးထားတာလေးတွေထည့်ပြီးတော့မှနှံ့ဆက်အောင်ဝယ်ပေးပါမယ်အခုဆိုရင်တော့အရသာရှိလာတဲ့ပဲချစံကလေးပဲတုပ်လေးရပါပြီပဲချစံကလေးပဲတုပ်လေးဟာလွယ်ကူပြီးတော့မှရိုးရှင်းအောင်လို့လက်ပြီးတော့ထားကြပါနော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကိုစိတ်နဲ့ပြကျမဆက်ကြပါစေဗီဒီယိုလေးဟာမိမိတို့ကြွရှိရဆိုရင်တော့ like and subscribe လေးနဲ့အားပေးသွားဖို့မဖြစ်ပါနဲ့နော်ပိုကောင်းတဲ့ဟင်းနေရာတွေနဲ့အတူတူပြန်လာခဲ့ပါမယ်တတပါ